တွေလူပါကွယ်မွန်မြတ်တဲ့စင်နာတွေလိပ်ပဲကျိုးမျိုးသာဓုပေါ်ကတောင်းစုပြလိုက်မယ်ဘင်းငန်းတွေလူသူမဝိုင်းလို့ဒီနေ့မှတကားမှဒီမို့ဒီကောင်မှတည်းတော့ကင်းခွင့်ရတယ်သာသနာတွင်အလူဟာကွယ်ဘုံမြတ်တဲ့စေတနာရဲ့လိပ်ပဲကျိုးမျိုးသာဓုပေါ်ကတောင်းစုပြလိုက်မယ်ဘုရားမစိတ်ကြောင်းပါတော့သိသင်္ကန်းမကတိညမောကတိမွဲကြီးကိချင်းလို့နေအလူတိုင်းကမှာမီရာစုသုံးကြီးအလူသိချင်းညည်စွာမေကြောင့်ဒီမောင်းတီလူကြီးပါအလူရှင်လူမများရဲ့တရားနဲ့တန်လို့ကွယ်လောကသံလာလေးအပေလို့အောင်ကြည်ကြံနေလေဒါနာစီလာပေါင်းတရားနေရဲ့မဖို့တိစိတ်ကွာမေနေပဲလမ်းပေါ်ရောက်နေဂရိနေငန်းကလူရလို့ကွယ်စေတနာတရားရဲ့ဘင်းငန်းတွေလူသူမဝိုင်းလို့ဒီနေ့မှတကားမှဒီမို့ဒီကောင်မှတည်းတော့ကင်းခွင့်ရတယ်သာသနာတွင်အလူဟာကွယ်ဘုံမြတ်တဲ့စေတနာရဲ့လိပ်ပဲကျိုးမျိုးသာဓုပေါ်ကတောင်းစုပြလိုက်မယ်ဘုရားမစိတ်ကြောင်းပါတော့သိသင်္ကန်းမကတိညမောကတိမွဲကြီးကိချင်းလို့နေအလူတိုင်းကမှာမီရာစုသုံးကြီးအလူသိချင်းညည်စွာမေကြောင့်ဒီမောင်းတီလူကြီးပါအလူရှင်လူမများရဲ့တရားနဲ့တန်လို့ကွယ်လောကသံလာလေးအပေလို့အောင်ကြည်ကြံနေလေဒါနာစီလာပေါင်းတရားနေရဲ့မဖို့တိစိတ်ကွာမေနေပဲလမ်းပေါ်ရောက်နေဂရိနေငန်းကလူရလို့ကွယ်စေတနာတရား